အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုထဲမှာကျွန်တော်က Suno AI ကိုအသုံးပြုပြီးတော့ music တစ်ပုဒ်ဒါမှမဟုတ်လို့ရှိရင် DJ တစ်ပုဒ်ပေါ့နော်ဘယ်လိုမျိုးဖန်တီးမလဲပြီးသွားလို့ရှိရင်လိုအပ်တဲ့ prompt တွေကိုရောဘယ်လိုရေးရမလဲပေါ့နော်တကယ်လို့ကျွန်တော်တို့ prompt မရေးချင်တဲ့လူတွေအတွက်ဆိုရင်ရောဘယ်လိုမျိုးသုံးမလဲဆိုတာလေးတွေကိုပါကျွန်တော်ဒီဗီဒီယိုထဲမှာပြည့်စုံဖြစ်ပြပေးသွားပါမယ်ဆိုတော့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ရသေးတဲ့လူတွေဆိုလို့ရှိရင် subscribe လုပ်ပေးသွားဖို့ကျွန်တော်ဒီဗီဒီယိုကနေပဲတောင်းဆိုချင်ပါတယ်ဆိုတော့ကျွန်တော်ဒီ Chrome browser တွေကိုဝင်လိုက်ပါဝင်ပြီးတော့လို့ရှိရင် Chrome browser ရဲ့ search bar လေးမှာကျွန်တော်ရိုက်ရှာမှာဒီ Suno AI ဆိုပြီးတော့ရိုက်ရှာလိုက်ပါ Okay SUNO AI ပေါ့နော် Suno AI ဆိုရိုက်ရှာပြီးတော့လို့ရှိရင်အခုလိုမျိုးလေးမြင်ရတဲ့အထက်ထဲမှာ Suno ဆိုတဲ့အထက်လေးကိုနှိပ်ဝင်လိုက်ပါမယ်Okay အခုလိုမျိုးမျက်နှာပြင်လေးကိုရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့အကောင့်ဝင်ရမယ်အကောင့်ဝင်မှုအတွက် sign in ဆိုတဲ့အဖြူရောင်ခလုတ်ကလေးတွေကိုနှိပ်ဝင်လိုက်ပါပြီးရင်ဒီနေရာမှာ continue with Google နဲ့ပဲကျွန်တော်ကတော့ Google အကောင့်နဲ့ပဲဝင်လိုက်မယ်Okay ကျွန်တော်ရဲ့ Gmail အကောင့်လေးနဲ့ရွေးပြီးသွားပြီဆိုလို့ရှိရင်ဒီနေရာမှာကျွန်တော်တို့အတွက်လရဲ့ရက်ကခုနှစ်ကမေးတယ်ပေါ့နော်အဲ့တော့မိတ်ဆွေတို့အနေနဲ့နှစ်သက်မဲ့နှစ်သက်တယ်လို့ဒီထဲမှာရွေးလို့ရပါတယ်အဓိကကတော့ကျွန်တော်တို့အသက်ဒီ session နဲ့အထက်ဖြစ်နေဖို့တော့လိုတယ်ပေါ့နော်နောက်ဆုံးကရေးရမှာကျွန်တော် session နဲ့အထက်ကိုထည့်ပေးပါပြီးရင်အောက်က continue ဆိုတဲ့ခလုတ်ကလေးတွေကိုနှိပ်ဝင်လိုက်ပါOkay ဒီအဆင့်ကိုရောက်လာပြီဆိုလို့ရှိရင်မိတ်ဆွေတို့ရဲ့ဖုန်းမှာကျွန်တော်တို့ဒီ mobile view နဲ့ပဲဖြစ်နေမယ်ဆိုလို့ရှိရင်ကျွန်တော် desktop site ကလေးပြောင်းလိုက်ပါအခုလိုမျိုးလေးပေါ်လာလို့ရှိရင်တောင်းအမှားကြီးကလေးကိုနှိပ်ပြီးတော့ပိတ်လိုက်ပါ Okay ဒီမှာမိတ်ဆွေတို့ကိုကျွန်တော်တခုပြောချင်တာကဝယ်ပြီးတော့သုံးတဲ့အကောင့်မှာပို့ပြီးကောင်းပါတယ်ဘာလို့လဲဆိုတော့ဒီထဲမှာနောက်ဆုံး model ပေါ့နော် AI model ဖြစ်တဲ့ကျွန်တော်တို့ဒီ 5.5 ဒီကျွန်တော်တို့ကို free pay ပြီးတော့မသုံးဘူးသူကကျွန်တော်တို့ဒီ 4.5 လာပဲအကောင်ပဲကျွန်တော်တို့ကို free pay သုံးတယ်မြန်မာစာမှန်တာဒီကျွန်တော် 5.5 ကမှန်ပါတယ်ကျန်တဲ့ model တွေကကျတော့ကျွန်တော်တို့ရဲ့မြန်မာအတန်ကိုအမှန်ထွက်နိုင်တဲ့အခါကျရင်လည်းထွက်နိုင်တယ်မထွက်နိုင်တာအတန်ဘယ်လိုပြောမလဲမြန်မာအတန်ကိုတိတိကျကျထွက်မပေးနိုင်တာပိုပြီးများတယ်အဲ့ဒီတော့ဝယ်ပြီးသုံးမဲ့လူတွေကပိုပြီးအဆင်ပြေပါတယ်တိုးတော့ဒါပေမဲ့သူကကျွန်တော်တို့အတွက်ဒီတချင်းတစ်ပုတ်ဖန်တီးတဲ့အချိန်မှာကျွန်တော်10 minute စာတချင်းတစ်ပုတ်ကိုသူရဲ့ model ဒီနောက်ဆုံး version ဖြစ်တဲ့ version 5.5 နဲ့လည်းထုတ်ပေးတယ်ပေါ့နော် Okay အဲ့တော့ကျွန်တော်တို့စပြီးတော့ music ဖန်တီးဖို့ဆိုလို့ရှိရင်ကျွန်တော်ဒီဘက် menu လေးထဲမှာ sorry ဒီအပေါ်ကကျွန်တော်တို့ဘက် menu လေးထဲမှာ create ဆိုတာလေးရှိပါတယ်အဲ့ဒီ create ဆိုတဲ့အထက်လေးကိုနှိပ်ဝင်လိုက်ပါမယ်create ဆိုတဲ့အထက်ကိုနှိပ်ဝင်ရင်ကျွန်တော် account ကကျွန်တော် daily credit 50ရတယ်ပေါ့နော်daily credit 50ရတယ် video devote ကိုသူက10 credit ပဲကြာမှထင်တယ်ဆိုတော့ကျွန်တော်တို့ဒီ music ဖန်တီးဖို့အတွက် create ဆိုတဲ့အထက်ကိုနှိပ်ပြီးတော့ဝင်လိုက်ပါမယ်Okay ကျွန်တော်တို့ဒီနေရာကိုရောက်လာပြီဆိုလို့ရှိရင်ဒီအပေါ်မှာကျွန်တော်တို့ simple ရဲ့ advanced ရဲ့ဆိုပြီးတော့နှစ်မျိုးရှိတယ်ပြီးသွားလို့ရှိရင်မိတ်ဆွေတို့မြင်ရလာတော့မသိဘူးဒီအပေါ်မှာကျွန်တော်တို့ version ဒီ 4.5 all ဆိုတာလေးရှိတယ်ပေါ့နော်အဲ့ဒီနေရာမှာကျွန်တော်တို့ဒီ 4.5 all ဆိုတဲ့ဒီ model လေးတစ်ခုပဲ free ရတယ်ကျန်တဲ့အားတွေအကုန်လုံးဒီpage model တွေပေါ့နော် pro plan ကျွန်တော်တို့အတွက်ဒီပတ်စံနဲ့ပြီးဝယ်ရတဲ့ plan တွေကြောင်းမှာပဲသုံးလို့ရမယ်ဆိုတော့ဒီထဲမှာမြန်မာစာမှန်တာဒီ 5.5 ကမြန်မာစာမှန်တယ်ဆိုတော့ဒီလောဆယ်ကကျွန်တော်တို့ 4.5 နဲ့ပဲစမ်းပြီးတော့ထုတ်မယ်ပေါ့နော်Okay အဲ့တော့ဒီအဆင့်ကိုရောက်လာပြီဆိုလို့ရှိရင်မိတ်ဆွေတို့တို့ဒီမှာမြင်ရမှာဒီ
ကျွန်တော်တို့ဒီအောက်က2ဘားလေးထဲမှာ Oreo ရဲ့ white ကကျွန်တော်တို့ inspo okay ဒီ3ခုရှိမှာပေါ့နော်အဲ့တော့ဒီထဲမှာကျွန်တော်တို့ကဒီပထမဆုံးလုပ်ပြမယ့်နည်းလမ်းကကျတော့ကျွန်တော် prompt မရေးခြင်းဘူးပေါ့ဗျာ prompt မရေးခြင်းတဲ့လူတွေဘယ်လိုမျိုးလုပ်မလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဘယ်သချင်းကိုကြိုက်လဲဘယ်ဥပမာကျွန်တော်ကဒီဗီဒီယိုမှာ DJ တပုတ်လုပ်ပြပေးမယ်ပေါ့နော်လုပ်ပြပေးမယ်ဆိုတော့ကျွန်တော်ဒီဖန်တီးခြင်းတဲ့ DJ က DJ သချင်းကဘယ်သချင်းလဲကျွန်တော်ကဘယ်သချင်းကိုကြိုက်နေလဲပေါ့နော်ကျွန်တော်ကြိုက်တဲ့သချင်းတစ်ပုဒ်ကို UVD ထဲမှာထည့်လိုက်မယ်ဆိုတော့ကျွန်တော်ဘေးတန်ပြင်းပြင်းလေးနဲ့ဆိုလို့ရှိရင်လေကိုကဘေးတန်ပြင်းပြင်းလေးနဲ့ DJ တစ်ပုဒ်ကို download ဆွဲပြီးတော့ဒီ Oreo ဆိုတဲ့နေရာလေးမှာလာပြီးတော့ကလစ်မယ်ပြီးတော့လို့ရှိရင်ဒီမှာ upload ဆိုတာလေးရှိတယ်အဲ့ဒီ upload ဆိုတာလေးကိုနှိပ်လိုက်ပါနှိပ်ပြီးတော့လို့ရှိရင်မိတ်ဆွေရဲ့ဒီစောက download ဆွဲထားတဲ့သချင်းပေါ့နော်အဲ့ဒီသချင်းလေးကိုဒီထဲမှာလာပြီးတော့ထည့်လိုက်ပါဒီမှာဆိုလို့ရှိရင်ဒါကျွန်တော်ဖန်တီးထားတဲ့သချင်းလေးတစ်ပုဒ်ရှိတယ်โอเคအဲ့တော့အဲ့ဒီသချင်းလေးတစ်ပုဒ်ကိုဒီထဲမှာလာပြီးတော့ upload လုပ်လိုက်မယ်ပေါ့နော်ဒီညမှာကျွန်တော်တို့အခုဒီ progress အတန်းလေးပေါ့နော်ဒီအတန်းလေးပြည့်တဲ့အထိစောင့်ပေးလိုက်ပါတခုရှိတာမိတ်ဆွေတို့ရဲ့ဖုန်းမှာကျွန်တော်ဒီဘက်ဘေးကbrowser ရဲ့အပေါ်အဆက်ကလေး30ကိုနှိပ်ဒီနေ့မှာ desktop site ဆိုတဲ့နေရာလေးမှာအမှန်ချစ်ကလေးဖြစ်နေဖို့လိုပါတယ်တကယ်လို့အနေရလေးကအမှန်ချစ်မဖြစ်ဘူးဆိုရင် feature အစုံသုံးလို့မရဘူးပေါ့နော်ကျွန်တော် mobile site မှာအပြည့်စုံမရဘူးဆိုတော့အခုလိုမျိုးလေးကျွန်တော်တို့ကဒီကျွန်တော်တို့ဒီသချင်းလေးကို upload လုပ်လိုက်ပြီဆိုလို့ရှိရင်ဒီဘေးနားလေးမှာပေါ့နော်စောကဒါသူ့ရဲ့ညာဘက်ဘေးနားလေးမှာရှိမယ်ဆိုတော့အဲ့ဒီသချင်းလေးကိုကျွန်တော်တို့ကိုတိုင်းဆိုရင်ဒီညာဘက်အဆုံးထိကြည့်လို့မရဘူးဆိုလို့ရှိရင်ဆူနိုဆိုတဲ့ဒီကောင်းစင်လေးရဲ့ဘေးနားမှာမြားလေးရှိပါတယ်အဲ့ဒီမြားလေးကိုနှိပ်ပြီးတော့ပိတ်လိုက်ပါโอเคဒီလိုမျိုးလေးဆိုလို့ရှိရင်ကျွန်တော်ဒီဗီဒီယိုရဲ့ဒီညာဘက်ဒီ website ရဲ့ညာဘက်အဆုံးအထိပဲမြင်ရပြီပေါ့နော်မြင်ရပြီဆိုလို့ရှိရင်ဘေးကကျွန်တော်အဆက်ကလေး30ကိုနှိပ်လိုက်ပါမယ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ဒီထဲမှာဒီ music ကနေပြီးတော့ဘယ်လိုပြောမလဲအတန်ကိုကျွန်တော်တို့ကယူပြီးသုံးကျင်တာပေါ့နော်โอเคကျွန်တော်တို့ဒီ music ကနေပြီးတော့အတန်ကိုယူသုံးကျင်တာဖြစ်တဲ့အတွက်အပေါ်ဆုံးကကျွန်တော်တို့ remix edit ဆိုတာလေးရှိတယ်ပေါ့နော်အကောင့်လေးကိုတစ်ချက်နှိပ်ပါမယ်โอเคနှိပ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ဒီမှာဒီအောက်ဆုံးအတန်းလေးမှာအောက်ဆုံးကနေပြရမယ်ဆိုလို့ရှိရင်3ခုမြောက်ပါရှိတယ်ပေါ့နော်အမှ reuse prompt ဆိုတာလည်းရှိပါတယ်အကောင့်လေးတွေကိုနှိပ်ဝင်လိုက်ပါဒါဆိုလို့ရှိရင်ဒီ music နဲ့ပတ်သက်တဲ့ prompt လေးကိုဒီ style ဆိုတဲ့အထက်ထဲမှာ auto လာပြီးတော့ထည့်ပေးသွားတယ်ပေါ့နော်ထည့်ပေးသွားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာဒီဒုတိယအကွက်ကလေးထဲမှာကျတော့ဒါသချင်းစာသားလေးတွေကိုသူကလာပြီးတော့ auto ထည့်ပေးသွားတယ်ဒါပေမဲ့ဒီစာသားတွေကိုကျွန်တော်ကလိုချင်တာမဟုတ်တဲ့အတွက်ကျွန်တော်စာသားအသစ်ရေးမယ်ပေါ့နော်ရေးဖို့အတွက်အရင်ဆုံးဒီထည့်ထားတဲ့စာသားလေးကိုဒီအမှိုက်ပုံးပုံစံလေးနှိပ်ပြီးတော့ဖြတ်ထုတ်လိုက်ပါโอเคဒါဆိုရင်ကျွန်တော်ဖြတ်ထုတ်လိုက်ပြီဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ upload လုပ်လိုက်တဲ့တင်လိုက်တဲ့သချင်းတွေကစာသားတွေကဒီမှာမရှိတော့ဘူးဆိုတော့ကျွန်တော်တို့စာသားအသစ်ရေးမယ်ပေါ့နော်ရေးဖို့အတွက်အခုဒီခဲတံပုံစံလေးတွေကိုနှိပ်ဝင်လိုက်ပါပြီးတော့လို့ရှိရင်အခုလိုမျိုးနှစ်ခုပေါ်လာလို့ရှိရင် right full sound ဆိုတဲ့ဟာလေးကိုရွေးလိုက်ပါโอเคအခုလိုမျိုးနေရာလေးရောက်လာပြီဆိုလို့ရှိရင်မိတ်ဆွေတို့သချင်းပေါ့နော်ဒီသချင်းအတွက်ဘယ်လိုမျိုးကောင်းစင်နဲ့လိုချင်လဲပြီးတော့လို့ရှိရင်ဘယ်လိုအကြောင်းအရာတွေပါချင်လဲဒီထဲမှာအပြည့်အစုံလေးရေးပေးလိုက်ရင်သူကနေပြီးတော့ကျွန်တော်တို့အတွက်သချင်းဖန်တီးပေးမှာဖြစ်တယ်ပေါ့နော်โอเคအဲ့တော့ဒီမှာကျွန်တော်နှစ်သိရောက်ပြီပေါ့နော်ဒီလိုမျိုးကျွန်တော်ခေါင်းစဉ်လေးတက်ပဲရေးပေးလိုက်ရတယ်ပြီးတော့ရင်ကျွန်တော်enter လေးခောက်လိုက်ပါဒါဆိုလို့ရှိရင်ဒါကတော့ကျွန်တော်ကဒီရှေးဝေးရေးပြလို့ရေးနေလို့ရှိရင်ဒီဘယ်လိုပြောမလဲဗီဒီယိုကအရင်ရှည်သွားမှာဆိုလို့ပါဆိုတော့အခုလိုမျိုးနေရာလေးရောက်လာလို့ရှိရင်မိတ်ဆွေတွေဖုန်းမှာကျွန်တော်ဒီscreen ကိုပြန်ပြီးတော့ကျွတ်ဝင်တာ
အခက်အခဲရှိလာနိုင်တယ်ကျွန်တော်ဖုန်းမှာလည်းအခက်အခဲရှိတယ်ပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်ဒီ screen ကိုအလွတ်နေရပေါ့နော်ဒီအခုစာသားတွေနဲ့လွတ်နေတဲ့နေရာတစ်ခုကိုတစ်ဖက်တက်နှစ်ချက်လက်နဲ့နှစ်ချက်အမြန်တောက်လိုက်ပါအခုလိုမျိုးလေးညနေပြင်ကျဲလာလိုက်မယ်ကျဲလာလို့ရှိရင်နောက်ထပ်နှစ်ချက်ထပ်တောက်လိုက်ပါโอเคဒါဆိုလို့ရှိရင်ပြန်ပြီးတော့ကျင်းပါပြီဆိုတော့ဒီမှာကျွန်တော်ကဒီDJ သချင်းလုံးမှာဆိုတော့သချင်းကိုကျွန်တော်စာသားများတာကိုမယူပါနဲ့နဲတဲ့အထဲတွေကနဲတဲ့အချမ်းကိုယူပါနော်ယူပြီးသွားလို့ရှိရင်ဒီမှာ select this option ဆိုတဲ့ခလုတ်ကလေးရှိပါတယ်အဲ့ဒီခလုတ်ကလေးကိုယူလိုက်ပါโอเคဒါဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီတချင်းတွေပါဒီထဲမှာတစ်ခါလေးရောက်လာပြီပေါ့နော်ရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်ဒီကောင်လေးပြန်ချဲ့ပြမယ်နော်โอเคဒီမှာဒါဆိုလို့ရှိရင်ဒီကျွန်တော်တို့ဒီတချင်းလေးကိုရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်ကစပြီးတော့ January လုပ်ပါမယ် January လုပ်ဖို့အတွက်ဒီ website ကအောက်ခြေလေးမှာကျွန်တော် create ဆိုတဲ့ button လေးရှိပါတယ်အဲ့ဒီ button လေးကိုနှိပ်လိုက်ပါဒါမှဆိုလို့ရှိရင်10 credit ကြမယ်ပြီးရင်ဒီ version 2မျိုးနဲ့သူကဖန်တီးပေးမယ်ဆိုပြီးတော့ကျွန်တော်တို့ပြောတယ်ဗောနော် version 2မျိုးနဲ့ဖန်တီးပေးမယ် credit က10 credit ကြမယ်တနေ့ကို credit ကကျွန်တော်တို့50ပေးတဲ့အတွက် video sorry တချင်း5ခုထုတ်လို့ရတယ်ဒီထဲမှာမိတ်ဆွေတို့နှစ်သက်တယ်လို့မျိုးလေးလာပြီးထုတ်ပေါ့နော် okay သူကကျွန်တော်တို့ကို version 2မျိုးနဲ့တချင်းထုတ်ပေးမယ်လို့တော့ပြောတယ်ဒါပေမဲ့ကျွန်တော်တို့ကိုတချင်းက4ပုတ်ထုတ်ပေးသွားတယ်4ပုတ်ထုတ်ပေးသွားတာဒီအောက်ကကျွန်တော်တို့တချင်း2ပုတ်ဒီကျွန်တော်ဒီမှာမိတ်ဆွေတို့မြင်ရမလားတော့မသိဘူး 4.5 all ဆိုတာ2ပုတ်ပေါ့နော်အဲ့ဒီ2ပုတ်ကကြတော့ကျွန်တော်တို့ထည့်ပေးလိုက်တဲ့ prompt အတိုင်းတော့ထုတ်ပေးပါတယ်ဒါပေမဲ့ရလာတဲ့တချင်းအရေးအသွေးပေါ့နော် quality ဘိုင်းကအရင်မကောင်း 5.5 preview ကကြတော့ quality ဆောင်းရမိုက်တယ်နောက်ပြီးတော့လို့ရှိရင်ဒီရလာတဲ့အတန်တွေနောက်ပြီးတော့လို့ရှိရင်မြန်မာအတန်ကစပြီးတော့တချင်းဆိုပြတာတွေကလည်းတော်တော်လေးမိုက်တဲ့အနေအထားမှာရှိပါတယ်ဆိုတော့ပြီးတော့လို့ရှိရင်အခုမြင်ရတဲ့အတိုင်းပဲတချင်းဖန်တီးတဲ့နေရာမှာဆိုလို့ရှိရင်သူကကျွန်တော်တို့1မိနစ်စာတချင်းတစ်ပုဒ်ကိုအခမဲ့ဖန်တီးပေးတယ်သို့တော့တချင်းစာသားတစ်ပုဒ်လုံးကိုတော့ရမှာမဟုတ်ဘူးဘာလို့လဲဆိုတော့သူကကျွန်တော်တို့အတွက်ဒီသူတို့ရဲ့ version ကိုစမ်းပြီးတော့အသုံးပြုဝင်ပေးထားတာပေါ့နော်အဒီပြောမယ်ဆိုရင်တချင်းကိုအစားဆုံးတုံးညင်လို့ရှိရင်တော့သူတို့စီကဝယ်သုံးဒီမှာကျွန်တော်တို့ average for full song ဆိုပြီးတော့ပေးနာမှာလာ message လာပြရတယ်ပေါ့နော်ကျွန်တော်တို့ဒီ plan ကို average ပတ်စံထည့်ပြီးသုံးမယ်ဆိုလို့ရှိရင်တော့တချင်းအပြည့်စုံရမယ်အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့တချင်းကိုအပြည့်စုံထုတ်မပေးဘူး1မိနစ်စာပဲထုတ်ပေးတယ်ပေါ့နော် okay ဒါဆိုလို့ရှိရင်တချင်းကျွန်တော်စမ်းပြီးတော့နားထောင်ကြည့်ပါမယ်โอเคဒါကကျွန်တော်ပထမ version ပေါ့နော်ဒုတိယဒီ sorry 515 preview ရဲ့ version တစ်ခုပေါ့နော်နောက်တစ်ခုကျွန်တော်စမ်းပြီးတော့ဖွင့်ကြည့်ပါမယ်โอเคဒီမှာဆိုလို့ရှိရင်ကျွန်တော်ဂစ်တာတန်တွေပေါ့တန်တွေများရတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာ59မိနစ်စာတင်ထားတဲ့ဗီဒီယို59စက္ကန့်သာတင်ထားတဲ့ဗီဒီယိုလေးကိုတစ်ချက်ပြန်တချင်းလေးကိုတစ်ချက်ဖွင့်ကြည့်မယ်ပေါ့နော်ဒီမှာကကြတော့လုံးဝ DJ တန်ပေါက်တယ်ဒါပေမဲ့အပေါ်နှစ်ပုတ်မှာ DJ တန်မပေါက်ဘူးပေါ့နော်မပေါက်တာကျွန်တော်အဆုံးထိနားမထောင်လို့လားပါလာတော့ကျွန်တော်လည်းအတိအကျတော့မသိဘူးဒါပေမဲ့ဒီတချင်းလေးကိုကျွန်တော်စမ်းပြီးကြော်ဖွင့်ကြည့်မယ်โอเคဒါဆိုလို့ရှိရင်ဒီမှာလဲကျွန်တော်တချင်း music လေးအစာပိုင်းမှာသာနေတာနောက်ပိုင်းကျမြန်လာတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်အောက်ကဒီ free ရတဲ့ version လေးကိုတစ်ချက်ဝင်ပြီးတော့နားထောင်ကြည့်ပါမယ်ဒါမှဆိုလို့ရှိရင်ကျွန်တော်တို့3မိနစ်စာသူကနေပြီးတော့ funny ပေးထားတယ်3မိနစ်နဲ့မှ9စက္ကန့်ရေကျွန်တော်2မိနစ်နဲ့မှ29စက္ကန့်သာရှိတယ်အဲ့တော့ကျွန်တော်အောက်ကကျွန်တော်3မိနစ်နဲ့မှ9စက္ကန့်စာလေးကိုကျွန်တော်ဆက်ပြီးနားထောင်ကြည့်မယ်Charita, ain't nothing more.
Okay ဒါဆိုလို့ရှိရင်ဒီမှာ music ကလည်းအတီးလုံးတန်နေရလဲအေးတယ်ပေါ့နော်နောက်ပြီးတော့လို့ရှိရင်ဘယ်လိုပြောမလဲမြန်မာအတန်ထွက်တဲ့နေရာမှာကြားလို့ရှိရင်လေဒီ version ကျွန်တော်တို့နောက်ဆုံး version ဖြစ်တဲ့ 5.5 ကိုမမှီဘူးဆိုတော့မိတ်ဆွေတို့အနေနဲ့ဒီ special edition တွေထုတ်ချင်တယ်ဆိုလို့ရှိရင်တော့ 5.5 ကိုထုတ်5.5 ကိုသုံးပြီးတော့ထုတ်ပေါ့နော်တကယ်လို့မှကျွန်တော်တို့ဒီထဲမှာအတန်မပါခြင်းဘူးတီးလုံးတက်ပဲပါခြင်းလဲဆိုလို့ရှိရင်လည်းရတယ်ဒီဘက်ကစာလေးတွေကိုဖြတ်ထုတ်ပလိုက်ဒါဆိုလို့ရှိရင်ကျွန်တော်တချင်းစာသားမရှိတော့ဘူးအဲ့ဒီချိန်မှာ generate လုပ်မယ်ဆိုလို့ရှိရင်ဒီကျွန်တော်လိုချင်တဲ့တီးလုံးအတိုင်းကိုသူကနေပြီးတော့ကျွန်တော်တို့ကို generate လုပ်ပေးလိမ့်မယ်အဲ့ဒီ generate လုပ်ပေးတဲ့တီးလုံးလေးတွေကိုပဲယူပြီးသုံးလဲရတယ်ဆိုတော့ဒါတော့ကျွန်တော်တို့ဒီ Suno AI နဲ့မှာပါတဲ့အချက်လက်ကလေးတွေကိုလာပြီးတော့ပြပြပေးတာဖြစ်ပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲ